ပြောပြောနေတဲ့သူတယောက်တိတ်ဆိတ်သွားပြီဆိုရင်သိကြပါပြီသူစေတနာတွေအစော်ဘက်ခံလို့ဝမ်းနေသွားတာပါစိတ်မာတဲ့သူတယောက်မျက်ရည်ကျသွားပြီဆိုရင်သိကြပါပြီသူယုံကြည်မှုကိုလှည့်စားသွားလို့ထိခိုက်နာကျင်နေတာပါဇွဲကောင်းလူတယောက်ပျောက်ကွယ်သွားပြီဆိုရင်သိကြပါပြီသူတကယ်စွန့်လွတ်လိုက်ပြီဆိုတာပါပဲဒါကြောင့်ချစ်နေတော့မှတဦးနဲ့တဦးတန်ဖိုးထားပါတန်ဖိုးမသိတဲ့တနေ့တယောက်ယောက်ကစွန့်လွတ်သွားခဲ့ရင်ပြန်မရတော့တဲ့အမတ်တရားတွေပြန်မရတော့တဲ့နောင်လာတွေရင်မာပိုက်ပြီးဒဏ်ရာတွေနဲ့အထီးကျန်နေရတတ်တယ်